နိုင်ဦးခိုက်ကြမှာသာသနာရောင်ဝါဆင်းထွန်းလင်းဖို့ရာသူတော်စင်များပွားများကြဒေသနာသာသနာအရေးအလေးပေးလို့သာဘာသာအရေးဆွေးနွေးဖို့ရာဖရာရိပ်တရားရိပ်အေးရိပ်စာရာအမောင်ချွေကောင်းဝေးတောင်းတပြေအောင်မြင်နန်းတော်ဝင်ကျောင်း၌ဦးခိုက်ကြမှာသာသနာရောင်ဝါဆင်းထွန်းလင်းဖို့ရာသူတော်စင်များပွားများကြဒေသနာသာသနာအရေးအလေးပေးလို့သာဘာသာရေးဆွေးနွေးဖို့ဗျာဘုရားကြီးတရားရေးအေးရိပ်စာရာဖြာဖြာစီမံဆောင်ရွယ်အလူရည်စက်လက်နဲ့မကွာပါရုခေါ်တာအမြဝီတာတကယ်သေးညာမစေပါဆရာတော်ဖျားတရားဓမ္မကသာအောင်မြင်နန်းတော်ကျောင်းတော်မဟာကျက်တီဖြာကြည်စီတန်စာဖရာရိပ်တရားရိပ်အေးရိပ်စာယာလူရည်တန်ရည်လူမှုရေးအဖျားဖြာစီမံဆောင်ရွယ်အလူရည်စက်လက်နဲ့မကွာတာရုခေါ်တာအမြဝီတာတည်သေးညာမစေပါဆရာတော်များရဲ့တရားဓမ္မကသာအောင်မြင်နန်းတော်ကျောင်းတော်မှာကျက်တီဖြာကျေးဇီးသံစာဘုရားရိပ်တရားရိပ်အေးရိပ်စာယာဗရာနာယကဆရာတော်မှာဒေါက်တာရှင်မာဂိနာဓမ္မစရိယဆရာဦးစီးဗရာနာယကဆရာတော်မှာဒေါက်တာရှင်မာဂိနာဓမ္မစရိယဆရာစီမံအုပ်ချုပ်ကျောင်းထိုင်လို့သာသာသနာအောင်လံတလွင်လွင်လွင်ငါတရားဓမ္မနဲ့မွေလျော်ကသူတော်စင်များနာခုရာဓမ္မဝိဟာဒုက္ခဘုံရိပ်သာဓမ္မဝိဟာဒုက္ခဘုံရိပ်သာနိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းညွန်ငါဝိပဿနာတရားအားထုတ်နိုင်ဘူးရာနာယုမသာဟောကြားဒေသနာဘုရားကြီးတရားကြီးအေးရိပ်စာယာနာယကဆရာတော်မှာဒေါက်တာရှင်မာဂိနာဓမ္မစရိယဆရာဦးစီးဗရာနာယကဆရာတော်မှာဒေါက်တာရှင်မာဂိနာဓမ္မစရိယဆရာစီမံအုပ်ချုပ်ကျောင်းထိုင်လို့သာသာသနာအောင်လံတလွင်လွင်လွင်ငါတရားဓမ္မနဲ့မွေလျော်ကသူတော်စင်များနာခုရာဓ
ဓမ္မဝိဟာဒုက္ခဘုံရိတ်တာဓမ္မဝိဟာဒုက္ခဘုံရိတ်တာနိဗ္ဗာန်ရောက်ကြောင်းလမ်းအောင်ညွန်ငါဝိပဿနာတရားအားထုတ်နိုင်ဖို့ရာနာယူမသာဟောကြားတဲ့ကနာတရားရိပ်တရားရိပ်